င်တာတခုရှိရပါတော့ EDM မှာ fan chat ဆိုတာရှိလား fan chat ပါ fan chat ဆို Korean K-pop တွေမှာ fan chat ဆိုတာရှိရင်ဘယ်လိုပုံစံမျိုးလဲဆိုတော့ကွာဥပမာသူတို့တချင်းတစ်ပုတ်ဆိုလိုက်တယ်မှတ်လားအဲ့ဒီမှာဆိုလို့ရှိရင်စာတစ်ချောင်းရှိရပေါ့ကွာဥပမာ we got the power အဲ့လိုမျိုးရှိရဆိုတော့ we got the artist ကဆိုရင်ဒီအောက်ကလူက powerကဲမင်္ဂလာပါညီမတို့ talk show season ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပေါ့နော်အရန်ထားတဲ့ညီမနှစ်ယောက်ကပြန်ပြီးတော့ပေါ့နော် talk show season လေးကိုပြန်လည်ရောက်ရှိလာပါပြီအဲ့တော့ဒီနေ့သိလား PDF ကျမတို့လည်းလက်ဆောင်ထုတ်ပေးမယ်လို့ပြောထားတယ်ဟာလေပြန်လို့ပြောရတယ်ဒီလိုသာနေရောက်ကလုံးဝပုံစံရဲအပြင်ပန်းနေပြီတော့ပုံစံလေးကိုလက်ပြီးလက်ပတ်တက်ပေးထားတယ်နော်ဟဲ့ K-pop လို့ K-pop တယောက်က K-pop ကြိုက်တယ်တယောက်က EDM ကြိုက်တယ်ဆိုတော့ K-pop EDM concept နဲ့ K-pop concept ကိုလူတွေကသွားကြည့်ကြတယ်ပေါ့အဲ့ဒီခေါင်းစဉ်လေးချက်လာ ကျမသွားမယ် EDM မအလကားတော့ဆိုကျမ K-pop သွားမှာအဲ့ဒါလေးကိုကျွန်တော်ခေါင်းစဉ်လေးပြတာပေါ့နော်အော်သူကပြချင်လို့မဟုတ်ဘူးငါတို့တက်ခေါင်းစဉ်တော့โอเคအဲ့တော့သွားမယ်ဆိုလို့ရှိရင်တော့ K-pop ပဲသွားမှာပေါ့ EDM ပဲသွားမှာပေါ့ fine K-pop သွားမယ် K-pop ကွာဥပမာဆိုလို့ရှိရင် Korean pop music အဲ့လိုမျိုးပြောတာမဟုတ်ဘူးကွာ popular ဖြစ်တဲ့ Korean music ကိုပြောတာကွာအဲ့လိုမျိုးじゃသူ့မှာက gender တွေအများကြီးရှိတယ် K-pop ဆိုလို့ရှိရင် identity ဖြစ်တာကြတော့သူက group like identity ဖြစ်တယ်ပေါ့နော်အဲ့တော့ group တွေမှာဆိုလို့ရှိရင်သူကကွာ member တွေအများကြီးရှိရယ်ကွာရိုးရိုးလေးပဲတွေးကြည့်လိုက်ကွာတယောက်ခဲနဲ့အများကြီးနဲ့ဘယ်သူ့ကိုကြည့်မလဲအဲ့ဆိုအမ EDM ပွဲမရောက်ဘူးမရောက်ဘူးတော့ဟုတ်တယ်လုံးဝလက်ခံတယ် EDM ပွဲကတပွဲလို့ artist တွေ international နိုင်ငံအစုံကနေကိုအဲ့လို10ယောက်12ယောက်လောက်ကိုလာတာတိုးပေမဲ့တစ်ချိန်တည်းမှာပြောပြရမဟုတ်ဘူးလေတစ်ချိန်တည်းမှာအချိန်နဲ့ဒီ6နိုင်အဲ့လေအဲ့လိုမျိုးဒါမဲ့ကျမတို့ကကြာလူအများကြီးကိုတစ်ချိန်တည်းမှာ stage အနေနဲ့အဲ့လိုမျိုးပြောပြရကွာတည်ရမှာအများကြီး12ယောက်ရှင်12ယောက်လုံးဒီလိုမျိုးကြည့်နိုင်လားကြည့်နိုင်တာဗော why oh my god why ဒါပေမဲ့ကွာ6ယောက်ရှိရ12ယောက်ရှိရပဲထားဒါပေမဲ့သူတို့က one team ပြီးတော့ performance တစ်ခုတည်းကိုဖျော်ပြရပြီးတော့ EDM တွေကဆိုလို့ရှိရင်အမှားသိရတဲ့လောက်ပေါ့နော်အမှားလည်းမကြည့်ဘူးဒီဟာကတော့ပေါ့နော်တကယ်လို့ပြောတာအမှားပါရင်ပြိသက်တွေလည်းဆဲကြပါဆဲကြပါဟုတ်လားအဲ့ဒါ EDM ဆိုတာကြတော့ပေါ့ကွာအပေါ် artist တယောက်ရှိမယ်သူ့ရဲ့ဒီသူဖန်တီးပေးတဲ့ beat light ကိုလိုက်ပြီးတော့အောက်ကလူတွေက festival လိုမျိုးပျော်ရွှင်ရတာ EDM လို့အမှားတော့သိထားရပေါ့နော်ဒါပေမဲ့အမှားတို့ K-pop မှာကြတော့ပြောရမယ်ဆိုလို့ရှိရင် vibe ကနည်းနည်းကွာတယ် EDM ကြတော့ audience တွေကတက်ကြွတဲ့ vibe မျိုးနဲ့သွားရတဲ့ပုံစံမျိုးကိုကပါဝင်ဖော်ပြရတဲ့ပုံစံမျိုးပေါ့နော်ကိုကအဲ့လိုမျိုး active ဖြစ်နေပါမယ်ဒီဘက်ကကြအဲ့လိုမဟုတ်ဘူး artist တွေက choreography ရှိမယ်သူတို့ရဲ့ storyline တွေရှိမယ်အဲ့လိုမျိုးပြည့်စုံတဲ့ image တစ်ခုကိုကျမတို့အောက်ကနေပြီးတော့ခံစားရတာကွာဒီဟာ K-pop ပဲအဲ့တော့ဘယ်ဟာကောင်းတယ်မကောင်းတယ်တော့မဟုတ်ဘူး vibe မတူဘူးပေါ့နော်ဒါပေမဲ့အမကိုလာမင်းမယ်အလက်ခါပေးမယ် K-pop ပါမလား EDM ပါလားဆိုအမကတော့ K-pop ပဲသွားမှာvibe မတူဆိုတာလေတကယ် music ဆိုတာသိရမလားကိုပါခံစားပြီးနားထောင်ပြီးတော့တသားလေးဖြစ်နေမှာ artist နဲ့ကိုယ်နဲ့တသားလေးဖြစ်မှာအဲ့ဒါပိုကောင်းတာမဟုတ်လားအမတို့ဟဲ့နေလုံးလိုက်စံကထိုင်ကြည့်မယ်ဆိုတာကြီးတော့တိတ်တော့မဟုတ်သေးဘူး no အဲ့လိုမျိုးတော့မဟုတ်ဘူးကွာဒါပေမဲ့မေးကြည့်ချင်တာတခုရှိရပါတော့ EDM မှာ fan chat ဆိုတာရှိလားဘာလဲ fan chat ပါ fan chat ဆို Korean K-pop တွေမှာ fan chat ဆိုတာရှိရင်ဘယ်လိုပုံစံမျိုးလဲဆိုတော့ကွာဥပမာသူတို့တချင်းတစ်ပုတ်ဆိုလိုက်တယ်မှတ်လားအဲ့ဒီမှာဆိုလို့ရှိရင်စာတစ်ချောင်းရှိရပေါ့ကွာဥပမာအဲ့ဆိုတချင်းတော့ဆိုရမယ်နော် we got the power အဲ့လိုမျိုးရှိရဆိုတော့ we got the artist ကဆိုရင်ဒီအောက်ကလူက power အဲ့လိုမျိုးပါဟိုရင်းဖြစ်တာကွာအဲ့တော့တချင်းတစ်ပုတ်မှာသူ့ရဲ့သတ်မှတ်ပေးတာ fan chat ဆိုတာရှိရအဲ့တော့ပရိသတ်တွေဒီတိုင်းထိုင်နေကြတော့မဟုတ်ဘူးကွာဒီတိုင်းထိုင်နေတော့မဟုတ်သူတို့ဆိုတဲ့တချင်းပေါ်မှာလိုက်ပြီးဒီအချိန်မှာ fan က hype ပေးရမယ်ဆိုတဲ့ထိုင်ရင်းရှိတယ်အဲ့တော့အကုန်လုံးဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ concept ကိုကြည့်ရတဲ့လူတွေမှန်တယ်များအကုန်လုံး family လိုပုံစံဖြစ်သွားတာကွာတသားဖြစ်သွားတာကွာသိလားတသားဖြစ်သွားအဲ့လိုခံစားချက်မျိုးရရပေါ့နော်ဒါပေမဲ့ EDM မှာကြောက်လို့ EDM တော့ရမှာပေါ့ဘာလို့လဲဆို EDM ဆိုရင်ကွာတစ်ချိန်လုံးသိရမှာ beat drop သွားတဲ့အချိန်ရောအဲ့လိုမျိုးတစ်ချိန်လုံးကိုအဲ့လို active ဖြစ်ပြီးအရန်ချောင်းသွားပြီးတော့စိတ်လောက်ကြတယ်ပြီးတော့နောက်တစ်ခုရှိတာ EDM ဆိုရင်ပြောရမယ်ဆိုရင် festival ကွာဒီအဝတ်စားဆိုလည်းဒီလိုမျိုးကြိုက်တယ်လို့လေ ကောင်မလေးဆိုလည်း bra နဲ့လာလည်းလာလို့ရတယ် nice freedom ရတော့သူကတော့ပို့ပြီးတော့ free ဖြစ်တယ်ကိုယ့် explore လုပ်လို့ရတယ်ဒီမှာ outfit တွေ fashion တွေပါညာအကုန်
လုပ်လို့ရတယ်ပြီးတော့နောက်တစ်ခုရှိတာအဲ့လိုမျိုးညီမဆိုအဖေစာအရင်သွားချင်တာအမှဆို festival season ဆိုပြီးတက်ရှိရအဲ့လိုမျိုးနေ့တိုင်းပါတီ နေ့တိုင်းပါ နေ့တိုင်း K-pop ကြောင့်တရက်လောက်ပဲလောက်တာလောက်ရဲအဲ့တော့အဲ့ဒီ3ရက်လောက်တာ3ရက်ထွားတစ်လားလောက်လောက်တာ Tomorrowland ဆိုလဲအကြာကြီးလောက်တာကွာအဲ့တော့ဒီနေ့ဘယ်outfit ဝတ်ပဲအဲ့လို fashion အတွက်လည်းအရင် လုံးဝကိုကက်လောက်ဆွဲထားတဲ့ပုံစံ ဟုတ်တယ် makeup ဆိုလဲဘယ်လိုလေးပြင်မယ်ဘာညာအဲ့လိုမျိုးလေးအရင်ကြိုက်တယ်ပေါ့နော် အဲ့ဒီတော့ပေါ့နော်ဒီဘက်မှာ fashion ရှိဆိုလို့ K-pop တွေမှာလည်း fashion ဆိုတာရှိရပေါ့နော်သူက day 1 day 2 day 3ဆိုပြီးရှိတဲ့အချိန်မှာနောက်ဆုံးနေ့ကကျတော့ final day လို့ခေါ်တာပေါ့နော် final day ဆိုလို့ရှိရင်အရှိ3ရက်လည်းဝတ်မယ် final day ဆိုလို့ရှိရင်ပိုများတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ဥပမာပေါ့နော် group တစ်ခုမှာ member တယောက်ချင်းစီကြိုက်တဲ့အယောင်လေးရှိတယ်အဲ့ဒီတော့ကိုချစ်တဲ့ member ရဲ့အယောင်လေးတွေနိုင်ပြီးတော့ဝတ်တာဥပမာဒီလိုမျိုးကွာအမားတို့ကလူအယောက်100ရှိနေမယ်ဒါပေမဲ့အဲ့လူအယောက်100ကို star ပုံစံလေးဖော်မယ်ဆိုလို့ရှိရင်အမားတို့ကအဲ့ထိုင်ကုန် seat ကိုကြည့်လိုက်တာကွာပြီးသွားလို့ရှိရင် artist တွေဘက်ကကြည့်တဲ့ခါကျလို့ရှိရင်ကျဲပုံစံပြောပေါ်တင်တယ်ဆိုကျဲပုံစံမြင်လို့ရမယ်ကျဲနေရာမှာထိုင်တဲ့ seat ကလူတွေပဲအဝါရောင်လေးတွေဝတ်တာအဲ့လိုပုံစံမျိုးပြီးသွားလို့ရှိရင်ဥပမာပေါ့တော့ artist တယောက်ကိုချစ်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကွာသူစိတ်ကနေလှမ်းကြည့်လိုက်တဲ့ခါချစ်တယ်ဆိုပြီးမြင်ရအောင်လို့ကွာအဲ့လိုစားတိုင်းနဲ့အဲ့လိုမြင်ရအောင်အဲ့လိုမျိုးလေးဝတ်တာလည်းရှိရယ်ပြီးရင်အမတို့မှာ dress code ဆိုတာရှိရယ် dress code ဆိုတာကဥပမာ solo artist ဆိုလို့ရှိရင်သူ့ရဲ့အကြိုက်ဆုံးအရာကိုဝတ်တာပုံစံမျိုးပြီးသွားလို့ရှိရင်သူတို့ဒီ music video တွေကဟာတွေဝတ်တဲ့ပုံစံမျိုးအဲ့လိုမျိုးအများကြီးရှိရယ်ကွာအဲ့တော့ပြောရမယ်ဆို EDM ကမှ dress code တွေပါအဲ့လိုမျိုးကွာဟိုထူးခြားတာမဟုတ်ဘူးကွာ keyboard မှာလည်းတော့သူအဲ့လိုရှိရယ် K-pop ပဲ group မှာလည်းတိတ်ကြမသိဘူးအဲ့လိုမျိုးလေး Star Wars လို့မျိုးမီးလေးနဲ့ထုတ်ထောင်းရည်နဲ့လူအဲ့ဒါဘာလို့လဲအဲ့ဒါကကျတော့အမတို့က light stick လို့ခေါ်တယ်ပေါ့နော် light stick ကကျတော့ စဉ်းစားကြည့်ကွာအဲ့ဒီမှာဆိုကိုယ့်အောင်စိတ်တိုက်ပြီးတော့ဘာမှမယူသွားပဲပျော်သွားလို့ရတယ် K-pop ပါကအထောင်းရည်ကပြီးလိုရင်းလုံးပြ no အဲ့ဟာအကြောင်းရင်းရှိတယ်အကြောင်းရင်းရှိတယ်ဆိုတာကအမသိရဘလောက်က EDM မှာဆိုလို့ရှိရင်ကျတော့ तू ကပြောရမယ်ဆိုလို့ရှိရင် standing နေပဲများတယ်ဟုတ် standing နေပဲများတယ်ပြောရလို့ရှိရင်သူတို့ရဲ့သုံးထားတဲ့ LED တွေ system တွေကစတော့ကြတော့ तू ကပြော stage ပေါ်မှာပဲကွာတဲ့မ laser light တွေပါမယ်ပြောရလို့ရှိရင်တခြားဟာတွေအဲ့လိုမျိုးပြထားရဆိုပေမဲ့ K-pop concert မှာကြာမတူဘူး K-pop concert မှာကြာဒီ light stick ကတချင်းရဲ့ပြီးနဲ့ light တွေအချောင်ပြောင်းတာတချင်းရဲ့ပြီးနဲ့ light တွေအချောင်ပြောင်းတာအဲ့ဒီဟာကြီး ဒီနေရာမှာ သူကကြတော့ကွာ Bluetooth နဲ့ control လုပ်ထားတာကိုကအဲ့ဒီမှာ official နဲ့ unofficial ဆိုပြီးရှိရယ် official ဆိုတာကကြတော့သူတို့ဒီ company တွေကထုတ်လိုက်တဲ့ဟာပေါ့အဲ့လိုမဟုတ်ပဲ unofficial ကကြတရုတ်ဘက်ကလာတာတရုတ်ဘက်ကလာပြီးပုံစံတူတာထုတ်ထားတယ်ကွာမီးတော့လင်းနေထားပြီးမဲ့သူတို့နဲ့ connected မဖြစ်ဘူးအဲ့ဒီတော့အမားတို့ concept သွားပြီဆိုတော့အမားတို့အစ်စ်ကိုကင်မှရတယ်အဲ့ဒီဟာမှာကိုဝင်သွားတဲ့ခါကျရင်တချင်းနဲ့လိုက်ပြီးကိုဟာတွေကပါအဲ့လိုအချောင်တွေပြောင်းနေ အဲ့ဒါကြောင့်အဲ့ဒီကြောင့်ဘာလို့အဲ့လောက်ဈေးကြီးညာလဲနော် no light stick အဲ့ဒီဟာလည်းအရင်စီးကြည့်ရပေါ့နော်ထားပြီးမဲ့ enjoy ဖြစ်ရတာချင်းကွာရယ်ကွာဒီမှာဆိုလို့ရှိရင်သိရမလားကိုအကုန်လုံး standing နေပြီပဲအဲ့လိုမျိုးပေးလို့ရမယ်အမားတို့ရဲ့ K-pop concert မှာကျတော့ तू က stage ဒီဆောက်ပုံအရာ तू က layer လိုက်သွားတာ layer လိုက်သွားတယ် standing ဆိုဈေးအများဆုံးသူက artist ကရှောင်းလန်းရှိရဆိုတော့ဘေးနှစ်ဖက်မှာအဲ standing တုံးကဈေးကြီးဆုံးပေါ့နော်အဲ artist နဲ့ထိတွေ့နိုင်ခွင့်အများဆုံးပေါ့ကွာ ဘယ်နဲ့လို့ပုံစံဟုတ်တယ်6လောက်လေးပါလေးပေါ့စပီးဆုံးလို့ပါအဲ့လိုမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့အဲ့လိုမျိုးတော့ကွာထားတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ပေါ့ဟိုခုနက just ပြောတဲ့အခါတိုင်းပေါ့ artist တွေကမတူဘူးကွာတရက်နဲ့တရက်မတူဘူးလို့ရက်များတယ် EDM ဘက်မှာရှိရမလားဒါပေမဲ့အမားတို့ကျတော့ big drop တွေရှိရလို့ပြောရမှာအမားတို့ကကျတော့ big drop မဟုတ်ဘူးဘယ်လိုပုံစံမျိုးလဲဆိုတော့အမားတို့ကကျတော့တချင်းတွေကို series alike သူက track list ဆိုတာရှိတယ်အဲ့ဟာအတိုင်းကိုသူတို့ဖြောပြမယ်ဆိုအမတို့ကြိုသိထားတာမျိုးရှိရဲ့ဒါပေမဲ့ K-pop ဒီကကြတော့ဥမာ rap group တို့ dance group တို့အဲ့လိုမျိုးမရှိဘူးသူတို့ကကြတော့ဒီ group တစ်ခုမှာ vocal နိုင်တဲ့သူက ballad ဆိုဒါမှမဟုတ် rap နိုင်တဲ့လူက rap ဆို solo sound တွေလည်းအများကြီးရှိရဖြစ်တဲ့တော့မပြင်းရဘူးကွာ ပြီးတော့မနက်ပြောတယ်လေ မပြင်းရဘူးလုံးဝ အမလည်းပြောရမယ်ဆိုတော့ကကြိုက်တယ်ကွာသိလား K-pop concert မှာသွားပြီးတော့ drop လုပ်နေလို့မရအောင် EDM မှာ why not why not အမကိုကြောက်ကြည့်ပါwhy not ခုနကပဲအမပြောတယ်လေသူတို့ကပြတယ်ကိုရီးယားခံစားရုံပဲဆိုပြီးအောက်ကလူတွေအဲ့လိုလိုအရင်လောက်တယ်အမားတို့ဆိုလို့ရှိရင်လေကွာဥပမာ K-pop group တွေဆိုလို့ရှိရင်ဟိုဘယ်လိုက5မတူတဲ့ group တွေရှိအကုန်လုံးက music channel တွေအကုန်လုံး try ရရဆိုပေမဲ့နောက်ဆုံးမျိုးဆက်လေးတွေပေါ့နော်ဒီ Stray Kids တို့ပါလို့ဆိုရင်သူတို့ရဲ့ဒီ music ရဲ့ base က EDM base ကိုထားတဲ့အတွက်ကြောင့်သူတို့တစ်ချင်းမှာ beat drop ဆိုတာရှိရယ်ပြီးသွားတဲ့ခါကျ dance break ဆိုတာရှိရယ်အဲ့လိုမျိုးအချိန်တွေဆိုလို့ရှိရင်ပရိသတ်တွေကအဲ့ဒီ crowd တစ်ခုလုံးရကွာထားပြီးတော့ tracking တွေလုပ်တယ်ပြီးသွားတဲ့ခါကျသူတို့တစ်ချင်းတွေခုနေဖြစ်တယ်ဘယ်လိုမျိုးလဲဆိုဥပမာကွာတစ်ချင်းတစ်ပုတ်ဆိုလို့ရှိရင် tracking လုပ်ရတဲ့တစ်ချင်းအဲ့လိုမျိုးကရတဲ့တစ်ချင်းဆိုတာရှိရယ်အဲ့လိုမျိုးဆိုလို့ရှိရင်အကုန်လုံးက seat မှာမဟုတ်ဘဲနဲ့လုံးဝ playground ကြီးအကုန်လုံးဆင်းချလာကွာပြီးသွားလို့ရှိရင်လှုပ်ချင်တဲ့ playground ဆိုလို့ရှိတယ် ပြီးရင်အကုန်လုံးကကွာအဲ့အဖိုးနောက်ဆုံး seat ပေါ့နော်ဒီဟိုနောက်ဆုံးက standing ဆုံးပါဗောနော် standing ဆုံးပါအကုန်လုံးကဆင်းလာပြီးသွားတဲ့ခါကျရင် tracking လုပ်ချင်တဲ့ကောင်မလေးကချင်တဲ့ကောင်မလေးတွေအလဲမှာအဲ့ဟာကိုတခြား fan တွေအဲ့လိုမျိုးဝိုင်းထားပေးရ
အဲ့လိုဝိုင်းကြီးပတ်ပတ်ဒူပုံစံမျိုးကချတာကွာအပေါ်ကအဲ့ artist တွေဆိုလို့ရှိရင်အဲ့ဒါလက်ညှိုးထိုးပြီးသူတို့ပါအဲ့ fan တွေကတိုင်းလိုက်ကြတာအဓိကတော့အမထင်တာ K-pop မှာကျတော့ fan တွေနဲ့ idol တွေ interaction ပိုများတယ်လို့အမကတော့ထင်တယ် friendly ပိုဖြစ်တယ်ကွာဒါပေမဲ့ညီမတို့ EDM မှာကျတော့ဘယ်လိုပုံစံမျိုးရှိလဲအမမသိတစ်ချက်ပြောပြပါဘာဖြစ်လို့သွားခြင်းရလဲဆိုတာ ဘလို့သွားတင်ရလဲဆိုအဓိကပြောမယ်ဆိုအဲ့ visual ဘိုင်းနဲ့ဆိုင်တာပေါ့နော် K-pop က EDM လောက်လို့ဖြစ်ဖြစ်ဒါပေါ့ဟုတ်တယ် stage တွေ 5D တည်ရမလား 5D visual တွေပြီးတော့ firework တွေအဲ့လိုတည်လားပြီးတော့လို့ sound system အရင် top notch တွေပဲသုံးတာကွာဒီကပွဲပြောမဟုတ်နော်ရန်ကုန်ပွဲအေးမလေးနဲ့အဲ့တော့တည်ရမလားဟုတ်အဲ့မှာရောက်နေအရင် Android ဖြစ်တယ်ပြီးတော့အဲ့လိုမျိုးဟာလဲ sound wave လားအဲ့ frequency ရှိရကွာအဲ့ frequency ရောက်သွားဆက်ဆက်ဝင်တဲ့တော့ကိုနဲ့အသားမကျသေးဘူးဒါပေမဲ့အဲ့ frequency နဲ့ကိုနှလုံးခုန်လုံးတက်ဆက်တယ်ပြီးတော့အရင် music ကိုပို့ပြီး Android ပြီးတော့အဲ့လိုဖြစ်တာပေါ့သိလားဘာမှမလို့အဲ့လိုမျိုး auto hype နေပြီလားအဲ့တော့အမားတို့ကြောက်ဟို frequency ကတစ်ချက်တစ်ပုံနဲ့ပုံတူအသိမှာအနေမြင့်အဲ့လိုမျိုးရှိတယ်ဟိုကကြောက်အဲ့လိုမျိုးတသားလေးဖြစ်သွားပြီးတော့အဲ့လိုမျိုးအရင်ပျော်ရတာပေါ့သိလားမသိချင်တာတခုရှိသေးရပေါ့နော်ဟိုသိရမလားအခုတော့ TikTok ကြီးပိုင်းမှာတက်လာနာမည်ကြီးနေတာဟိုသိရမလားဟိုကွာဒီလိုမျိုးကြီးထုပြီးတော့လေအရင်အကြီးကြီးပဲလေကွာအောက်မှာလုံးဝ first day ပဲလေအဲ့ဒါဘယ်လိုပွဲမျိုးတွေလဲပဲရတော့အဲ့လိုမျိုးကွာအမြုပ်ကြီးရှိရလေသူ့ဘာ AI တို့ဘာလို့ပုံစံမျိုးကြီးတွေ beat alike ပေါ့နောက်မှာအကြီးကြီးတွေကွာ megaphobia ရှိရလို့ဆိုလို့ရှိရင်လုံးဝစောင့်ပြီးသိရအောင်အရင်မိုက်တယ်အဲ့ဒါပါလဲအဲ့ဒါလဲ EDM ပဲဘာမျိုးစားလဲတော့ကျွန်မလည်းမသိဘူးဘာလို့လဲဆိုကိုရီးယားဟို Latin music ဘက်ကိုပုံနာထောင်ပြီးတော့သိတာအဲ့တော့အဲ့ဒီဟာဆိုလဲအရင်မိုက်တယ်ပြောရမယ်ဆိုအဲ့မဟုတ်ကအဲ့ကွင်းထဲမှာအဲ့လိုအချိန်သိရမလား outdoor ဖြစ်ဖြစ် indoor ဖြစ်ဖြစ်ကွာအဲ့လိုရှိနေတာအဲ့ feel နဲ့ဟုတ်တယ်အမတို့ပြောဆို K-pop concert တွေကိုတူမှာမဟုတ်ဘူးနော်ဟုတ်တယ်တူမှာတော့လုံးဝမဟုတ်ဘူးပြီးတော့ပြောမယ်ဆို K-pop fan base ကွာ international ဖြစ်တယ်ဟုတ်တယ်ဒါပေမဲ့ EDM fan base တဲ့နဲ့ပို့ပြီးတော့ဘယ်လိုပြောယောက်ျားလေးစိတ်ကြိုက်ကြအောင်ပြောရမယ်ဆို K-pop ကအဲ့တော့ EDM ဘွဲမှာဆိုကွာတီလားအဲ့လိုနိုင်ငံတကာကောင်လေးတွေနဲ့တွေ့ကြလို့ရတယ်သူကြိုက်တဲ့ဒီကချက်ကအဲ့ဒါမလေးစတာပါတကယ်ပြောတာအဲ့လိုရှိရပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့အမထင်တာကြတော့ပေါ့နော်ဒီလိုမျိုးတစ်ခုတော့ရှိရပါ K-pop concert ဆိုလို့ရှိရင်ဥပမာကို boyfriend ရှိရပဲထားပါ K-pop concert သွားပြီးတော့ခေါ်ရမယ်ဆိုတောင်းတော့ဖြစ်နေနိုင်တယ် boyfriend ကဥပမာကွာ EDM concert တောင်းဆို तू ကလုံးဝဒီ DJ ကိုလုံးဝ artist တွေမသိဘူးဆိုလို့ရှိရင်တော့ तू ပေါင်ခံစားလို့ရနိုင်တယ်ပေါ့သိရပါဘူးဟိုလုပ်လို့ရတယ်ဒါပေမဲ့လုံးဝကျမ music ပါနဲ့ကျမလုံးဝ K-pop concert ကိုပဲသွားမှာပါဘာလို့လဲဆိုတော့ကျမတစ်ချိန်တည်းမှာအရင်6တဲ့ကောင်လေးတွေကိုခိုင်းလို့ကြည့်မယ်သူတို့ရဲ့ performance တွေကိုကြည့်မယ်ပြီးသွားတဲ့ခါကျသူတို့ရဲ့ stage တွေပြီးသွားလို့ရှိရင် fan တွေနဲ့ interaction လုပ်ရတာတွေကိုယ်တိုင်ပေါင်လို့ရနိုင်တာအဲ့ဒါကိုကျမအရင် enjoy ဖြစ်ပါအဲ့ဒါကျမလုံးဝ K-pop concert ပဲသွားမှာပါကျမတို့ EDM မှာဘာလို့လဲဆိုတော့ကျမ pin လုပ်တင်တဲ့ကပြီးတော့အဲ့လိုမျိုးသိရမလားအရန်ကိုပြောချင်ပြီး outfit လာလေးကြောတင်တဲ့တပ်ပုံလေးရိုက်ချင်တယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ Okay ပါအဲ့တော့ပေါ့နော်အခုကြည့်နေတဲ့သူတွေထဲမှာ K-pop concert ဒါမှမဟုတ်လို့ရှိရင် EDM concert ဘယ်ဟာပို့သွားချင်တယ်လို့ရှိလဲအခုညီမတို့ညီမနှစ်ယောက်ပြောခဲ့တဲ့ဟာတော့ပေါ့ပတ်သက်လို့ပြောစကားလို့လာဟိုဆွေးနေတာပေါ့နော်ဆွေးနေတဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်ဘက်ကပုံမှန်တယ်ဆိုပြီးတော့စဉ်းစားမိရလို့ရှိလို့ရှိရင်comment မှာရေးခဲ့ပြပါဒီနေ့ညီမကတော့အလကား K-pop concert ကြည့်မယ်ဆိုလို့ရှိရင်မဖြစ်မနေသွားမယ်ဆိုရဲအမရဖြစ်ပါတယ်ကျမကတော့ Jasmine မှာတော့ EDM သွားခြင်းနဲ့ဖင်လောက်ခြင်းနဲ့ Jasmine လေးပေါ့နော်ကဲအဲ့တော့ညီမတို့ရဲ့ပေါ့နော် channel လေးနဲ့ mix up ပေးခြင်းပါတယ်ညီမတို့ channel မှာတော့ပေါ့နော်ဒီလိုမျိုးဒီဆွေးနွေးတာတွေပြုလို့ရှိရင်စကားနိုင်လို့တာတွေအပြင်ပေါ့နော်ဒီ reality show နဲ့ဆင်တူရဲပေါ့နော် Korean reality show နဲ့ဆင်တူရဲပေါ့နော်ကစားနည်းတွေအများကြီးပါတယ် variation တွေလည်းရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ခေါင်းလောင်းတီးပေးပါလက်မပေးပါမျှဝေပေးပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ပတ်သက်လည်းဘယ်လိုမျိုးခေါင်းစဉ်တွေနဲ့ပြန်လာအောင်လဲဆိုတော့စောင့်ကြည့်ပေးပါဦးဟုတ်ကဲ့ပါရှင်တဒါ